အားလုံးပဲမင်္ဂလာပါ share ရဲ့ vlog လေးတွေကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ share ရဲ့ vlog လေးက treasure the stage new wave ရဲ့ stage လေးပေါ့နော်ဆိုမှလုပ်တဲ့new wave stage လေးကိုတွားတဲ့ vlog လေးဖြစ်ပါတယ် share မတွားခင်ဘိုက်ရင်ဖြစ်ရပေါ့နော်ဒီနေ့ ramen လေးစားတယ်ပြီးတော့ဒီတစ်ခေါက်ကnew wave the stage ကိုပြန်မလုပ်တာလဲဆိုတော့花中嘛，喏，古寮的天马戏花中，gymnasium 天马路的啵喏，是地的考也没有人台啵喏，咱们地的考ticket 的头呀买的要是要嘞，是地的考所以多批的啵喏，努啊呢7,000。多嘞，比如等于今天搞些我goods 里的外婆买来搭配的这样里外的，我会看一种weaver 啥里偷着，还有多里包搭配吧的，呢，比如些等于今买的 goods 里的到位吧的 ，goods 里的啊，地的靠一点出的啵喏。ไปอายุลีก็ไปปะเนาะအရင်ချစ်ဖို့ကောင်းလို့ဆိုပြီးတော့ရှေ့ဝေလာခဲ့ရပါเนาะပြီးတော့ဘီဒီနေ့အစောရောက်တော့လေဘီကအဲ့လိုtreasure maker တွေနဲ့လည်းစကားတွေပြောတယ်မုတ်တီကျွေးရဲ့လက်ဆောင်တွေလည်းပေါ့နော်အရင်ပြောဖို့ကောင်းပါတယ်အိန္ဒိယမူတော့ရွာပေါ့နော်ရှယ်ကဒီတစ်ခေါက်အီချင်းမှရတာဖြစ်ပါတယ်ဒါပေမဲ့အီချင်းမှရရဲဆိုရင်လည်းဒီတစ်ခေါက်အီချင်းကအရင်တန်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာကြည့်အစာဟီရဲ့အိန္ဒိယ游戏ရဲ့ပြီးတော့ဂျီခွန်လေးရဲ့ကအချင်းအထိဂိမ်းဆော့ရင်လည်းတက်လာဖြစ်ပါတယ်အဲ့တော့လုံးဝနီနီကက်ကက်မြင်လိုက်ရတယ်ပေါ့နော်ပြီးတော့တခြား flow မှရှိရလို့လည်းမြင်ရတယ်ပေါ့နော်ဂိမ်းဆော့တာကိုလေသူတို့ကအချင်းအထိတက်လာပြီးတော့ဆော့ရဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့အရန်ကန်ကောင်းပါတယ်ဒါကတော့游戏လေးဖြစ်ပါတယ်ပြီးတော့ဂျီခွန်လေးလည်းတက်လာပြီပေါ့နော်以前嘛所以没记得考，哎呀，表我讲的我那给你来说嘞，你那嘞摘对呀嘞，没对呀嘞，那加比说嘞，哎呀，表开吧嘞，记得考个哩嘞，哎呀，表都看啥呀？不喏，东呀嘛些，第一嘞也不喏，嘞也第一大开批吧嘞，大了个哩哩呢，哎呀，当真的 video 哩不喏，他说先写好设计比吧好。스라이트에 자기 팀 스티커를 붙이고 돌아옵니다. 그 다음 ဒီတစ်ခေါက် fan concept ဖြစ်တဲ့အတွက်ပေါ့နော်သူတို့ကအရင်တနေ့က fan concept လေးရှေ့သွားပြီပေါ့နော်အဲ့တော့ဂျုံဟီမှာဒီတစ်ခေါက်ခါကျတော့Korean University မှာပေါ့နော် fan concept ကိုကြားရတဲ့အကြောင်းအရာဘာလဲဆိုတော့ပေါ့နော်သူတို့ကအဲ့လိုဂိမ်းလေးစော့တယ်ပြီးတော့သူတို့ cover လုပ်တဲ့ဟာလေးပေါ့ဒီတစ်ခေါက်ရဲ့အကြိုက်ဆုံးကတော့ဂျုံဟန်တို့ဆိုတဲ့လူနာတော်ရဲ့ပေါ့နော်အရန်ကြိုက်ပါတယ်ပြီးတော့ဟာရူတိုကဒီတစ်ခေါက်ဖန်ဂျမ်ပေါ့နော်အဲ့တော့သူကလည်းအရန်တက်ထပြီးတော့သူဦးဆောင်တာလေးကိုမြင်ပြီးတော့သူရဲ့ if5 stage ကိုလည်းကြည့်ရတယ်ပေါ့နော်အရန်ပျော်ပါတယ်ဒီတစ်ခေါက်လေးဘလို့ပျော်မှမသိဘူးပေါ့နော်ပြန်လာနေပြုံးဖြီးနေရပဲပေါ့နော်ဒီဟာလေးပြီးတော့ရှင်အတီး
အမနဲ့မာရှန်ကိုလေးစားရင်းနဲ့ရှယ်ကတော့ဒီ New Wave Life တွေကိုတွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးနဲ့ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ရှယ်တို့နောက် vlog လေးတွေမှာပြန်တွေ့ကြမယ်နော် bye bye